ဗမာမို့လို့နှိမ်တာဗမာမို့လို့ဟိုတာဖြစ်တာလို့အဲ့လိုမျိုးမင်းမတူနေနဲ့ပေါ့တကယ်လို့ဖမ်းတဲ့ဒိတ်ဆိုထားလိုက်ပါကွာငါလာဖမ်းငါဥပဒေနဲ့ညီလို့နော်ငါတုံလို့ရမှာတဲ့ငါအပြည့်ရှိတာပဲလေမင်းသွားလိုက်ရုံပဲဒါပေမဲ့တစ်ခုရှိတယ်နော်အဲ့လိုမျိုးကငါတို့ဗမာတွေအားလုံးအဲ့လိုမျိုးကရှိကြအဲ့လို mindset တာရှိကြပြိပခါဆိုတော့မဖြစ်တော့တကယ်လို့ကိုယ်ဗမာတရားမြင်တော့မှတို့အမြင်ကပြောင်းသွားလိုက်အဲ့လိုငါတို့ mindset ရှိတဲ့သူဆိုရင်ဥမာပြောပါအပြည့်ရှိလို့အပြည့်ဟိုတာဖြစ်တယ်ငါတို့ကအသာတကြီးပဲအရာအလုံးပြောမှဆိုငါသွားရရှိနေငါခေါင်းပုံပြီးသွားတယ်ကွာငါဆိုင်ကစီးတယ်အဲ့မှာရင်မောင်းလိုက်စီယူလာတယ်ရင်မောင်းလိုက်စီလောက်တာငါတို့အဲ့လိုစီးတယ်တကယ်လို့ငါမှရင်မောင်းလိုက်စီမရှိဘူးငါဆောင်းရင်ထူလို့မလုပ်ဘူးကွာထားလိုက်ပါတော့ငါဒန်းနေပါချင်ငါကြောက်နေရတာငါတတိထားနေရတာတော့အဲ့ဒါသူတို့မှာသူတို့ဒန်းချတာသူတို့မမှားဘူးညောင်သူတို့ spine ရက်စစ်တာငါမှားနေတာကြီးအဲ့တော့ငါကြောက်ရတယ်ကွာငါသွားတော့ငါတက်ခါဟို3နှစ်လောက်မှ2ခါလောက်မိတယ်ကွာပတ်စံ900လေးပေးရတယ်ပတ်စံ900လေးပေးရအဲ့လိုမျိုးတကယ်လို့သူတို့ခေါ်ရဲရတယ်ပဲထားသူခေါ်ငါ့ကိုခေါ်စစ်တယ်ကွာကြောက်ရက်ငါခေါ်စစ်ပတ်ဆိုးရှိလားရှိတယ်ရင်မောင်းလိုက်စီမလောက်တာလားရင်မောင်းလိုက်စီမလောက်ရသေးဘူးအဲ့တော့သူတို့ဘာဖြစ်လို့မလောက်တာလဲဘာဖြစ်လို့ကျွန်တော်ဟိုတာမဖြစ်လို့အဲ့လိုမျိုးဖြစ်လာတော့ဥမာပြောနောက်ဆိုတော့ဗမာလူတွေတော့မြင်လိုက်လို့ရှိရင်ရင်မောင်းလိုက်စီမလောက်တာဘူးဆိုပြီးတော့ခေါ်စစ်ရောခေါ်စစ်တော့မေးတယ်ကွာမေးတယ်လားအဲ့လိုမျိုးနောက်ကျတော့လေတန်တွေကပြောင်းလာသူတို့ရင်မောင်းလိုက်စီမလောက်ဘူးလားဘာဖြစ်လို့မလောက်တာလဲဒီနိုင်ငံမှာဆိုရင်မောင်းလိုက်စီရှိရမယ်တို့မသိဘူးလားအဲ့လိုဖြစ်လာတယ်စကားပြောတာတို့ဒီဥပဒေလိုက်နိုင်ရတော့မသိဘူးလားဘာဖြစ်လို့မလောက်လို့မရဘူးလေဒီနိုင်ငံမှာဒီမျိုးဟိုတာဖြစ်အဲ့ဒါဟဲ့ငါတို့မှားနေတာမှန်တိုင်းပြောဗမာမို့လို့ကွာဒီကောင်ကွာလေတန်ရတယ်ကျန်ပြောတဲ့ပုံစံကဟိုတော့မဖြစ်ဘူးအဲ့လိုမျိုးငါတို့တော့ပြောလို့ရတယ်ပြောလို့မရဘူးမင်းငါတို့ကအဲ့လို mindset ကောင်းလက်ခံရမယ်ဒီမှာရှိရင်ဒီမှာဆိုင်ကမောင်းရင်ဒီမှာကားမောင်းရင်မောင်းလိုက်ရင်တက်လို့မောင်းလိုက်ရင်အဲ့တိုင်းပဲတော့တကယ်လို့မင်းကမောင်းလိုက်ရင်ကြားရင်โอเคသွားလို့ပဲပြောမင်းကနောက်ဆိုဟိုမျိုးအဓိကတော့ဟိုပြဿနာတစ်ခုကိုကွာလူမျိုးရေးကိုအခြေခံပြီးတွေးနေတဲ့ရွေ့ဒီလိုပြိပခါတွေကဆက်ရှိနေရောပေါ့ဗျမင်းကငါသူတို့ကထိုင်းမို့လို့ငါဗမာမို့လို့အဲ့လိုပြောတယ်လို့တွေးလို့မရအဲ့ဒါဟုတ်လားဘာဖြစ်လို့လဲဆိုတော့ငါတရားဥပဒေနဲ့မညီညွတ်ဘူးကွာငါတို့ထားလိုက်ပါငါတို့ဗမာတွေအားလုံးအများစုကမောင်းလိုက်တယ်မလို့ဒီတိုင်းဘလူးပြေးအောင်သွားနေတာတော့သိတော့ဟိုပြောမဲ့ဆိုအဲ့လိုမျိုးဖြစ်တာတော့ဘလူးပြေးအောင်သွားနောက်ကြလာသူကလည်းအဲ့လိုမျိုးမြင်လာရောဗမာဆိုပြီးတော့အဲ့လိုမျိုးမြင်လာရောကွာဗမာတွေအားလုံးအများစုအဲ့လို mindset ရှိရင်ကောင်းပါပဲလို့ပြောနေတာကွာငါပြောနေတာအဲ့ငါမိတယ်ခါပြီးလို့ဖုန်ရမလိုက်ထန်တီနော်ယုံယူခါပြီးတော့အဲ့မျိုးပိုက်ထန်ရနောက်ကြကျွန်တော်လောက်လာမယ်နော်နောက်ကြကျွန်တော်လောက်လာမယ်နော်ငါအဲ့လိုမျိုးပြောလိုက်ပြီးချွေးနေတိုင်းပဲတကယ်လို့မင်းမှာပတ်စံနည်းနည်းပဲရှိတယ်ဆိုရင်တောင်မှတော့ငါပြောတာငါတို့ကဟိုမျိုး mindset plain ဟိုမျိုးကွာမင်းကဗမာမို့လို့ तू ကရှမ်းမို့လို့ကြောက်ရမှာလို့အဲ့လိုမျိုးပေါ့မင်းဥပဒေမလေးသားမင်းကြောက်ရမှာပဲမင်းတခြားဘာမှကြောက်ရမှာ तू ရယ်လို့မင်းကြောက်ရမှာမဟုတ်နားလည်လားတကယ်လို့ तू ကထားလိုက်ပါတော့900တောင်းပြီးလို့ကျွန်တော်မှအကိုလို့ကျွန်တော်မှတကယ်မရှိဘူးလို့ကျွန်တော်မှ300လေးပဲရှိတယ်ကျွန်တော်အလုပ်အဆင်မပြေလို့ကွာငါကမင်းကိုထိုင်းရလို့ဟိုမျိုးမြင်ပြီးအမြင်မျိုးနဲ့ငါမရှိဘူးမင်းကငါလူသားချင်းချင်းမို့ငါအကူကြီးတောင်းတဲ့အမြင်နဲ့ပဲငါပြောတာမင်းကွာကျွန်တော်မှကျွန်တော်300ပဲဟိုတာဖြစ်တယ်လို့နောက်ကျကျွန်တော်လောက်လိုက်မယ်လို့အကိုလို့ကျွန်တော်အဆင်မပြေလို့ပေါ့နော်အဲ့လိုမျိုးတကယ်ပြောတာလို့အကိုလို့ငါအဲ့လိုမျိုးစကားမျိုးတို့ပမာလို့ပြောရင်ပေါ့ကွာအဲ့လိုမျိုးငါပြောလိုက်တယ်တကယ်လို့သူကပြောသွားခွဲလို့ရပါလားနောက်ဆုံးလည်းလောက်လိုက်နော်ဟုတ်ကဲ့အကိုလို့ကျေးဇူးနော်လို့အကိုလို့ဟုတ်ကဲ့လို့ကျွန်တော်နောက်ဆုံးလောက်လိုက်မယ်လို့ကျွန်တော်ဥပဒေပြောမှဆိုကျွန်တော်ဥပဒေအကိုတို့ဥပဒေလေးသားပါတယ်လို့ငါပြောဆိုရင်တကယ်လို့ငါသူပေးဖြတ်လိုက်နောက်ကျငါတက်လုံးမယ်မာတာဖြစ်ပေါ့နော်နောက်ကျငါသူတွေ့ပြီးရွာဒီသူသွားငါပြောတာငါတို့ကအဲ့လို open mind ဖြစ်နေတဲ့ခါကြရင်ဒီကောင်တွေကလည်းငါတို့ညီကိုလိုပဲမြင်ရောလူချင်းလိုပဲမြင်ရောတွေ့လားငါတို့ကိုမျိုးမမြင်တော့သဘောပါလားအဲ့တော့ငါတို့ဗမာတွေအားလုံးကဗမာအများစုအားလုံးကဒီမှာနေတယ်အခုသူခန်းခါရတယ်သူကတရားဝင်ပြေးလို့နေကြတာမင်းတို့တရားဝင်အလုပ်လုပ်တရားဝင်ဟိုပြောဆိုဒီနိုင်ငံမင်းတရားဝင်လွတ်လပ်စွာရှင်းသန်ပိုင်ခွင့်ရှိတယ်လွတ်လပ်သွားပိုင်လာပိုင်ပြောပိုင်ခွင့်ရှိတယ်မင်းဒီနိုင်ငံမှာဒီတရားဥပဒေကလေးစားရင်对吧？မင်းမသိပဲဒါမှမင်းတရားဥပဒေလေးစားအဲ့လိုမျိုးပြောနေတာငါပြောတာအဲ့လိုမျိုးဖြစ်လာရင်အများစုကွာငါပြောမှဆိုငါတို့ဗမာတကယ်လို့မရှိဘူးဟဲ့ဆိုရင်တော့ तू ကရက်ခိုင်းနေငါတို့ရက်လိုက်တယ်ကိုကျွန်တော်မလောက်ရသေးဘူးပဲဖြစ်တကယ်လို့ passport ခေါ်စစ်ခိုင်းနေတယ်မင်းကမှားနေမှမင်းကြောက်ရမှာလေတကယ်ဆိုနားလာ
ဒါပေမဲ့သူ့လူလုံးပဲမင်းကဟိုကောင်းကောင်းဝင်ပဲဆက်တကယ်လို့သူတို့ထိုင်းတွေရဲ့အမြင်ကလည်းကြောင်းလာလိမ့်မယ်ငါတို့ကမှာပေါ့သိကြတယ်ရောပါမင်းခုနပြောမျိုးပဲငါတို့မှအဲ့လို open mindset မရှိတာငါတို့ကြောင်းတွေကနေငါတို့ဟိုပြောမှဆိုစလာတာကွာဥမာပြောတိတ်ဟောမင်းညံခံရမှာတို့လယ်မစားရမှာတို့လောကကြီးကမင်းရက်ဆက်တယ်တို့ဘာလို့အဲ့လိုမျိုးဆိုတာငါပြောလိုက်အဲ့ဒါကြောင့်ငါပြောတစ်ခါလေးရတယ်မဟုတ်ဘူးနော်လို့open mind ဖြစ်အဲ့ဒါသူတို့တော့မဟုတ်တော့မင်းတော့လို့သူတို့ကတခြားလူပေါ်မကောင်းရင်ကောင်းမှာမင်းပေါ်တော့မကောင်းမှာမဟုတ်ကောင်းမှာကောင်းလိမ့်မယ်မင်းရဲ့ဟိုပြောမှဆိုမင်းရဲ့စိတ်တံပြန်ကအဲ့လိုမျိုးဖြစ်သူဆိုးတဲ့ကောင်ဆိုရင်တော့မှသူများပေါ်ဆိုးပဲငါတို့ပေါ်တော့မဆိုးအဲ့လိုမျိုးပဲငါတို့လူမျိုးတွေကလည်းအဲ့လိုမျိုးနေငါတို့သူတို့ဟိုတခြားနိုင်ငံသားတခြားကောင်တွေဆိုးနေအောင်ဆိုးတယ်တကယ်လို့ကအဲ့မျိုးတရားဥပဒေကိုဟိုပြောမှဆိုရင်မလေးစားတဲ့လူတွေပေါ်တာဆိုးရင်ဆိုးမှာဟုတ်လားငါတို့ဒီတိုင်း play ဆိုမဆိုးဘူးအဲ့လိုမျိုးကိုယ်ကစောက်တာဟေးဘောငါတို့လူမျိုးတွေကအဲ့လိုမျိုးဖြစ်ရမှာလေကိုယ်ကဒီစောက်ရအောင်ဒီတိုင်းအဲ့လိုမျိုးဖြစ်ရဘယ်ကအဲ့လိုကိုယ်တဲ့ကိုတည်တော့ကိုကလည်းလူပါလားဆိုတော့